2025 Globe Soccer ဆုပေးပွဲကိုဒီဇင်ဘာ28ရက်နေ့ကကျင်းပခဲ့ရမှာအကောင်းဆုံးကစားသမားဆုကို PSG အသင်းရဲ့ပြင်သစ်တိုက်စစ်ကစားသမားဒမ်မီလီရရှိခဲ့ပြီးအဲနာဆာအသင်းရဲ့ပေါ်တူဂီတိုက်စစ်မှုစီရနယ်တို့ကအရှိအလဲပိုင်းအကောင်းဆုံးကစားသမားဆုရရှိခဲ့တယ်လို့သိရပါတယ်။2025 Globe Soccer ဆုပေးပွဲကိုဒူဘိုင်းမှာကျင်းပခဲ့တာဖြစ်ပြီးဒီနှစ်က16ကြိမ်မြောက်ဖြစ်ပါတယ်။ဒီနှစ်ဆုရရှိခဲ့သူတွေကတော့အကောင်းဆုံးကစားသမားဆုကိုဒမ်မီလီအကောင်းဆုံးအမျိုးသမီးကစားသမားဆုကိုဘာစီလိုနာအသင်းကပေါ်မာတီအကောင်းဆုံးနီးပြဆုကို PSG နီးပြအန်ရီကေအကောင်းဆုံးထွန်းတောက်လာတဲ့ကစားသမားဆုကို PSG အသင်းက2Eအရှိအလဲပိုင်းအကောင်းဆုံးကစားသမားဆုကိုစီရနယ်တို့အကောင်းဆုံးအမျိုးသားကလပ်အသင်းဆုကို PSG အကောင်းဆုံးအမျိုးသမီးကလပ်အသင်းဆုကိုဘာစီလိုနာတို့ရရှိခဲ့ပါတယ်။ဒါ့အပြင်အကောင်းဆုံးကွင်းလင်ကစားသမားဆုကို PSG အသင်းကဗီတင်ညာအကောင်းဆုံးရှီရန်ကစားသမားဆုကိုဘာစီလိုနာအသင်းကရမာအကောင်းဆုံးအားကစားဒါရိုက်တာဆုကို PSG အသင်းကလူဝစ်ကမ်ပို့စ်အကောင်းဆုံးအေဂျင့်ဆုကို ဂျော့ချ်မန်ဒက်စ်အကောင်းဆုံးအားကစားဥက္ကဋ္ဌဆုကို PSG အသင်းက AK Life အကောင်းဆုံး Content Creator ဆုကို Bile Haddad မာရာဒိုနာဆုကိုရမာအကောင်းဆုံး Academy ဆုကို Right to Dream Academy ကနာအကောင်းဆုံး Canvas ဆုကို Monaco အသင်းကပေါ်ပါအကောင်းဆုံးလေဝိစင်အသင်းဆုကို ပေါ်တူဂီအကောင်းဆုံးအားကစားအမှတ်တရဆုကို LAFC အကောင်းဆုံးစိတ်ပိုင်းဆိုင်ရာနီးပြဆုကို Romana C Player Career Award ဆုကိုနာဂါတာနဲ့ India Star တို့ရရှိခဲ့ပြီးဒီနှစ်မှာစတင်ချင်းမြင့်တဲ့ Globe Sport Award ဆုကိုတော့နာမည်ကျော်တန်းနစ်ကစားသမားဂျိုကိုဗစ်ရရှိခဲ့ပါတယ်။ Globe Soccer ဆုပေးပွဲကို2010ခုနှစ်မှာစတင်ခဲ့တာဖြစ်ပေမဲ့အကောင်းဆုံးကစားသမားဆုကို2011ခုနှစ်မှာစတင်ချင်းမြင့်ခဲ့တာဖြစ်ပြီးစီရနယ်တို့က6ကြိမ်ရရှိကအများဆုံးအဖြစ်ဦးဆောင်နေပါတယ်။စီရနယ်တို့ကအရှိလေပိုင်းအကောင်းဆုံးကစားသမားဆုကိုလည်း3နှစ်ဆက်တိုက်ရရှိထားပြီးနီးပြတွေထဲမှာအများဆုံးရရှိထားသူကတော့ Real Madrid အသင်းနဲ့အတူ3ကြိမ်ရရှိထားတဲ့ Ancelotti ဖြစ်တယ်လို့သိရပါတယ်။